ဒီလူကတော့14နှစ်အတွင်းလာသာ8000တသိန်းကနေပြီးတော့အခုဆိုရင်10ပြားစီ10ပြားစီပရိုမတ်မင်းကြီးရွှေဆိုတဲ့ go shop တွေနဲ့ကူကူဆိုတဲ့မုတ်လုပ်ငန်းစတာတွေအပြင်အခြားစီးပွားရေးတွေကိုပါအောင်မြင်စွာလုပ်ကိုင်နိုင်နေတဲ့စီးပွားရေးပညာရှင်တို့ဖြစ်လို့နေပါတယ်သူ့နာမည်ကတော့ကိုဟန်သူလင်လို့ခေါ်ပြီးတော့နိုင်ငံခြားမှာ9နှစ်အလုပ်လုပ်ကိုင်မှုတဲ့အတွေ့အကြုံရှိပြီးသူနိုင်ငံခြားကပြန်လာတော့လေသူ့အိမ်ကထင်သလောက်အဆင်မပြေခဲ့ပါဘူးဒါပေမဲ့အိမ်မှာရှိတဲ့အကျွေးတွေကိုဆက်နိုင်ခဲ့ပြီးတော့သူ့ညီမတွေကိုလည်းကျောင်းတွေတက္ကသိုလ်တွေပြီးအောင်ထားနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲမြန်မာနိုင်ငံမှာအလုပ်ရှာလုပ်ပြီးတော့လစာ8000တသိန်းရတဲ့လုပ်ငန်းတွေဆက်လက်လုပ်ကိုင်ရင်ဘဝတိုးတက်ရေးပညာတွေကိုစီးပူးလေ့လာခဲ့ပါတယ်ဒီလိုနဲ့စူးစမ်းရင်သူ့ဘဝကတစ်စစ်ချိုးပြောင်းလဲလာခဲ့ပါတယ်သူပိုင်ဆိုင်တဲ့10ပြားစီးတွေဆိုတာမြန်မာနိုင်ငံမြို့ကြီးတွေမှာတည်ရှိပြီးတော့အရန်ကိုရောင်းအားကောင်းတယ်လို့ဆိုပါတယ်ဒီလိုမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်စာလုပ်ကိုင်နိုင်တာအောင်မြင်မှုရရှိလာတာကအခြားတော့မဟုတ်ပါဘူးသူနိုင်ငံသားမှာရှိနေတဲ့အခိုင်မှာစီးပွားရေးနဲ့ပတ်သက်တဲ့ digital marketing စတဲ့ပညာရပ်တွေကို online ပေါ်မှာ free ရှာဖွေသင်ကြားပြီးတော့သင်တန်းတွေကိုလည်းတက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်သူနိုင်ငံသားမှာရှိနေတဲ့အချိန်တုန်းကတရားတွေများများနာယူပြီးတော့သူ့ရဲ့စိတ်သက်ခွန်အားတွေကိုမွေးမြူခဲ့တယ်လို့ဆိုပါတယ်။အခုလက်ရှိမှာလည်းဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်လည်းလုပ်ပြီးတော့ online ပေါ်မှာလည်းဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလူငယ်တွေရဲ့စီးပွားရေးအခက်အခဲတွေကိုပါဖြေရှင်းဖို့နည်းလမ်းတွေမျှဝေပေးနေပြီးတော့လူငယ်တွေကိုစိတ်ခွန်အားပေးနေပါတယ်။သူကချမ်းသာကြီးပွားခြင်းဒီ၃ချက်ကိုလှုပ်ဆောင်မှုမမေ့နဲ့လို့ပြောပါတယ်။နံပါတ်1ကတော့ကိုသိလိုတဲ့အကြောင်းအရာတွေပညာရပ်တွေကို Google, Facebook, ChatGPT, TikTok စတဲ့ online ရှာဖွေမှုတွေကိုလှုပ်ဆောင်ရင်အသိပညာတွေမြင့်တင်ပါလို့ပြောပါတယ်။နံပါတ်2ကလကုန်တိုင်းမှာကိုယ့်ရဲ့လစာတွေကပဲဖြစ်ဖြစ်စုဆောင်းထားတဲ့ပိုက်ဆံတွေကပဲဖြစ်ဖြစ်သူများအတွက်ဆိုတဲ့စိတ်နဲ့နဲတော်လဲကုသိုလ်လုပ်ပါလို့ဆိုပါတယ်။အကြောင်းကတော့အဲ့ဒီဒါနကုသိုလ်ကကိုယ့်ကိုပြန်လဲအကျိုးပေးလာပါလိမ့်မယ်တဲ့။နံပါတ်3ကတော့တရားနာရပါမယ်တဲ့။ဟုတ်ပါတယ်ဘဝတိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာစိတ်ဆင်းရဲမှုများစွာကိုကုစားဖို့အတွက်တရားနာတာကကိုယ့်အတွက်မှန်ကန်တဲ့အသည့်အမြင်နဲ့အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။